ခင်ပေါ်မှာမယိုသေးပဲမီဒီယာအင်တာဗျူးဖြေလို့လူပြောများနေတဲ့ခိုင်သိန်းကြည်သမီးစံထိတ်ထားဦးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်စံထိတ်ထားဦးဟာဆိုရင်အမှုပညာလောကမှာမိဘအပေါ်ကိုတည်တက်လိမ့်မာတဲ့သမီးလေးအားကိုးရတဲ့သမီးလေးဆိုပြီးအများကလက်ခံထားကြပါတယ်စံထိတ်ထားဦးဟာအားလုံးသိကြတဲ့အတိုင်းဝါရေးတရုတ်စာမင်းသမီးခိုင်သိန်းကြည်နဲ့အတူစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုခန့်နိုင်တို့ရဲ့တဦးတည်သောသမီးလေးဖြစ်ပါတယ်စံထိတ်တာဦးဟာအစောပိုင်းကလေးဘဝမှာတော့တိတ်မလာခဲ့ပါဘူး။ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့စံထိတ်တာဦးဟာတနေ့တခြားပုံမလှပကမိခင်ခိုင်သိန်းကြည်နဲ့လည်းတွဲဖက်ညီလို့အမှုပညာလောကထဲမှာပရိသတ်တွေကသူတို့သားမီးနှစ်ယောက်ကိုချစ်ပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်စံထိတ်တာဦးဟာတရုတ်ဆောင်ကောင်းသလိုတချင်းဆိုဂီတနယ်ပယ်ဘက်မှာလည်းတော်တော်လေးကိုထူးချွန်ထက်မြက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတရုတ်ဆောင်ခိုင်သိန်းကြည်ရဲ့သမီးလေးစံထိတ်တာဦးကိုတနေ့တစ်နေ့ပုံမချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။အခုခါမှာတော့တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြည်ရဲ့သမီးစံထိတ်တာဦးဟာဖခင်ကိုမယုံမသိပုံစံနဲ့မီဒီယာအင်တာဗျူးဖြေလို့လူပြောများနေရဖြစ်ပါတယ်။အစောပိုင်းမှာတော့စံထိတ်တာဦးဟာလိမ္မာရေးထားရှိတဲ့သမီးလေးတို့အဖြစ်အားလုံးကလက်ခံထားကြတာဖြစ်ပါတယ်။အထူးသဖြင့်စံထိတ်တာဦးဟာသူမဖခင်တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြည်ရဲ့ခင်မွန်းကိုခန့်နိုင်အထဲကိုရောက်နေချိန်မှာမိခင်အနာမှာအနီးကပ်နေကမိခင်ကြီးနဲ့အတူတူစီပွားရေးလူမှုရေးအနုပညာကိစ္စရဲ့အဝဝကိုခိုင်သိန်းကြည်နားမှာအတူတူရေးဆိုင်ဖြည့်ရှင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းခိုင်သိန်းကြည်သမီးလေးစံထိတ်တာဦးကလိမ္မာကမိဘအပေါ်မှာတည်တတ်တဲ့သမီးလေးအဖြစ်အားလုံးကအတိမတ်ပြုထားကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမီဒီယာအင်တာဗျူးတစ်ခုမှာတော့စံထိတ်တာဦးဟာဖခင်အပေါ်မှာဖေဒါမှမဟုတ်အဖေစတဲ့ယူသေးရဲ့အတုံးတော့မတုံပဲသူကလေဆိုပြီးသုံးသွားတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံကမြန်မာလူမျိုးတွေဟာကျန်တဲ့နေရာမပြောတတ်ပေမဲ့စကားလုံးအသုံးနှုန်းကိုတော်တော်ချို့တာရင်ကျေးစွာပြောဆိုတတ်တာကြောင့်လည်းချီကျူးခံနေရတာဖြစ်ပါတယ်။အထူးသဖြင့်မြန်မာလူမျိုးတွေဟာကိုကျွန်တော်ကျမသမီးသားစသဖြင့်ကိုစားပြုသုံးကြသလိုသူများကိုလည်းဦးတော်ကိုမညီမလေးစသဖြင့်နန်းစားသုံးနှုန်းတကြဖြစ်ပါတယ်။မိဘဆရာသမားတွေကိုတော့သူနေစားတဲ့နန်းစားတွေမသုံးပဲဖေမေဆရာအတော်ဦးလေးစသဖြင့်သုံးကြတာပါ။အထူးသဖြင့်မြန်မာလူမျိုးတွေကတော့မိဘကိုသူလို့မသုံးကြပါဘူး။ဒါပေမဲ့တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြည်ရဲ့သမီးစံထိတ်တာဦးကတော့ဖခင်ကိုမီဒီယာအင်တာဗျူးမှာဖေလို့တခွန်းမှမပြောဘဲသူဆိုတဲ့နန်းစားကိုပဲတွင်ကြီးသုံးသွားတာဖြစ်ပါတယ်။ဒါကြောင့်လည်းခိုင်သိန်းကြည်သမီးစံထိတ်တာဦးရဲ့မီဒီယာအင်တာဗျူးအောက်မှာတော့ဘာကြောင့်ကို့အဖေရင်ကိုသူဆိုပြီးသုံးနေရလဲနားထောင်ရတာအဆင်မပြေဘူးရိုင်းနေရင်ကျေးမှုမရှိဘူးစသဖြင့်ပြင်းပြင်းထန်ထန်ဝေဖန်ကြတာဖြစ်ပါတယ်။စံထိတ်တာဦးကတော့သူမဖခင်ပြန်လွတ်လာပြီးကားပေါ်ကိုတက်တဲ့အချိန်မှာဖခင်ကသူ့နှာခေါင်းကမှဲ့ကိုကြည့်မကောင်းသလိုကြည့်ရတာအဆင်မပြေလို့ပြန်ဖြတ်ခိုင်းမှုသမီးလေးကိုပြောလာရလို့ဆိုပါတယ်။စံထိတ်တာဦးကတော့ဖခင်ကနှစ်အကြာကြီးခွဲနေပြီးမှပြန်လွတ်လာပြီးမှသမီးလေးကိုသတိရတယ်ဆိုတာထက်နှာခေါင်းကမှဲ့အကြောင်းပဲပြောနေလို့အံ့ဩသွားရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းမွေးနေ့မှာဖခင်ကြီးနဲ့ပြန်ဆောင်ခွင့်ရလို့ဝမ်းသာကြောင်းစံထိတ်တာဦးကပြောလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမီဒီယာအင်တာဗျူးမှာဖခင်ကိုခန့်နိုင်ကိုဖေလို့တခုံးမှမခေါ်ပဲသူဆိုပြီးပြောသွားလို့မိဘအပေါ်အထူးသဖြင့်အဖေအပေါ်မှာမယိုသေးဘူးရိုင်းနေဆိုပြီးပြောကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့စံထိတ်တာဦးကခေလူငယ်မို့ဒါမျိုးကိုမတိတက်လို့ပါဆိုပြီးပြောကြတာဖြစ်ပါတယ်။မိဘကိုသူ့လိုသုံးတာကဖြစ်တင်သလားဆိုတာပြောပြသွားကြပါအောင်ရှင်။